အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ DH channel ဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ဒီ video မှာကတော့ Black Magic Camera app အကြောင်းကိုဒါ Black Magic Camera application ကိုဘယ်လိုသုံးရမလဲဆိုတော့ပြပြပေးသွားမှာပေါ့နော် Black Magic Camera ဆိုတော့ဟို camera အကြီးကြီးမဟုတ်ပေါ့နော်ကျွန်တော်တို့ဖုန်းထဲမှာထည့်သုံးလို့ရတဲ့တပ်ပတ်ဒီ application ဖြစ်တဲ့ Black Magic Camera ကို professional sensor ဘယ်လိုမျိုးအသုံးပြုရမလဲဆိုတော့ကျွန်တော်ဒီ video မှာရှင်းပြပေးသွားမှာဖြစ်ပါတယ် Okay ပြီးတော့ကျွန်တော်အခု video ကိုလည်း Black Magic Camera သုံးပြီးတော့ကျွန်တော်ဖုန်းနဲ့ရိုက်နေတာဖြစ်ပါတယ်Okay ဒါဆိုကျွန်တော်အစင်းသေးဖြစ်ရင်ဗီဒီယိုလေးစလိုက်ကြအောင် Okay ဒါဆိုကျွန်တော်ပထမအဆုံးအရင်ဦးဆုံးအနေနဲ့ဒီကျွန်တော်တို့ဖုန်းထဲမှာ Black Magic Camera ကိုတွင်းထားဖို့လိုပါတယ် Black Magic Camera က free ဆိုတော့ကျွန်တော်တို့ iPhone မှာဆိုရင်ကျွန်တော်တို့ App Store ကနေတွင်းလို့ရတယ် Android ဆိုရင်ကျွန်တော်တို့ Play Store ကနေတွား download ဆွဲလို့ရတယ်ပေါ့နော် Okay ဒါဆိုကျွန်တော်တို့အရင်ဦးဆုံးအနေနဲ့ဒါ Black Magic Camera interface ကိုမြင်ရပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီ screen rotate မဖြစ်ဘူးဆိုရင်ဒါကျွန်တော်တို့ setting ထဲမှာတွားပြီးတော့setting ထဲမှာဒါမှမဟုတ်ကျွန်တော်တို့အပေါ် scroll bar ကိုဆွဲပြီးတော့ဒါ rotate ကို on ပေးလိုက်ပါတော့ on ပေးလိုက်ကျွန်တော်တို့ဒါကျွန်တော် vertical ratio ရော horizontal ratio ရောမှန်သွားပြီဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော် Black Magic Camera တွေကိုအရင်ဆုံးရောက်ပြီဆိုတာနဲ့ဒါကျွန်တော်တို့ရိုက်မဲ့ content ပေါ်မူတည်ပြီးတော့ကျွန်တော် by lens ကိုသုံးမလဲဆိုတာမူတည်ရပါတော့အဲ့တော့ဒီကျွန်တော်ရဲ့ iPhone ကတော့ iPhone 17 Pro ဖြစ်တဲ့အတွက်ဒါ lens က3လုံးပါမယ်3လုံးပါမယ်အတွက်ဒီကျွန်တော်တို့အပေါ်မှာ lens ထဲကိုဝင်လိုက်မယ်ဆိုရင်ဒါ lens ကကျွန်တော်တို့ဒီမှာဆိုတော့4ခုပေါ့နော်ဒါကျွန်တော်က setting change ထားတဲ့အတွက်4ခုဖြစ်နေတာပုံမှန်ဆိုရင်တော့ကျွန်တော်တို့ lens 3ခုဆိုရင်3ခုပဲပြပေးလိမ့်မယ်အခုဒီကျွန်တော်ရဲ့ဖုန်းမှာဆိုရင် 30mm ဆိုရင်ဒါ ultra wide ပေါ့နော် 24mm တော့ကျွန်တော် default lens ပြီးတော့ကျွန်တော် 48mm ကတော့ဒီ24ကိုဒါ crop function နဲ့ကျွန်တော်ဒီထပ်ပြီးတော့ပေါ့နော် 24mm ကို digital zoom အနေနဲ့ထပ် crop ပေးထားတဲ့ function ကျွန်တော်နောက်ထပ်နှစ်ခုကျန်တဲ့ 100mm ကတော့ဒါ telephoto lens အပေါ်ကဒီ 1200mm ကတော့ဒါဒီ 100mm ကို digital version နဲ့ထပ်ပြီး crop ထားတဲ့ function ပေါ့နော် Okay ဒါဆိုရင်ကျွန်တော် lens တွေလည်းတည်သွားပြီဆိုတော့ဒါကျွန်တော် lens ကို default အနေနဲ့ပြန်ထားလိုက်မယ်ကျွန်တော်နောက်တစ်ခုအနေနဲ့က FES မှာကျွန်တော်30ကိုထားထားရပါတော့ Okay ဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒါ FES ကဘာလဲဆိုတော့ရှင်းပြဖို့လိုသွားပြီပေါ့နော်ဒီဗီဒီယိုမှာကတော့ကျွန်တော် Black Magic Camera ကိုသုံးထပ်အောင်ပြောပြမှာဖြစ်တဲ့အတွက်ဒီကျွန်တော် function တွေအကြောင်းကိုတော့အရင်အသေးစိတ်ပြောသွားမှာမဟုတ်ဘူးဒါဆိုရင်ကျွန်တော် FES ရဲ့ meaning ကတော့ frame per second ပေါ့နော်အဲ့တော့တစ် frame မှာဒီတစ်စက္ကန့်အတွင်းမှာဘယ်နှပုံပါမလဲဆိုတာမူတည်ရပါတော့30 fps ဆိုရင်ကျွန်တော်တစ်စက္ကန့်အတွင်းမှာပုံ30ပါမယ် fps နဲ့လေဗီဒီယိုကစမှုမဖြစ်ဘူး fps များရင်တော့ဗီဒီယိုကစမှုဖြစ်တယ်ဒီနေရာမှာပြောချင်တာကဒီ fps များတိုင်းလည်းမကောင်းသလိုနေတိုင်းလည်းမှန်နေရတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ fps ကိုတော့ကိုရိုက်မဲ့ဗီဒီယိုပုံမူတည်ပြီးတော့အများနဲ့ adjust လုပ်သွားလို့ရတယ် okay ဒါဆိုရင်ကျွန်တော်တို့ပုံမှန်ရိုက်လေးရိုက်ထားရှိတဲ့ fps တွေကဘာတွေလဲဆိုတော့ကျွန်တော်ရိုက်တဲ့ပုံစံကားပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်24 fps နဲ့ရိုက်တယ်ဒီ social media ပေါ်မှာတင်မဲ့ဗီဒီယိုမျိုးဆိုတော့ကျွန်တော်30 fps နဲ့ရိုက်လေးရှိရပေါ့နော်ဒါပေမဲ့ပြောတာပြောကျွန်တော်24 fps နဲ့ပဲတော်တော်များများရိုက်လေးရှိပါတယ်ဒါ setting လဲတိတ်မပြောင်းပြတာပါတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ slow motion လုပ်မယ်ဒီ30 fps နဲ့ရိုက်ထားတဲ့ဗီဒီယိုတွေကိုကျွန်တော် slow motion လုပ်မယ်ဆိုရင်တော့60 fps လောက်တော့စပူးမဖြစ်ဘူးပုံမှန်အဖြစ်ပြကျွန်တော်တို့ဒီနေရာမှာ formula အနေနဲ့မှတ်ထားလိုက်အဲ့ဒါကဘာလဲဆိုတော့24 fps 30 fps လို့နဲ့ရိုက်မယ်ဆိုရင်24 fps ဆိုရင်ကျွန်တော်တို့ cinematic video မျိုးတွေရိုက်လို့ရတယ်30 fps ဆိုရင်လည်းရိုက်လို့မရအောင်မို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ social media only ဒီတန်းအတွက်ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ပုံမှန်ဗီဒီယိုမျိုးတွေဆိုရင်ကျွန်တော်ဒီ fps နဲ့ထားပြီးရိုက်ဒီကျွန်တော်တို့ 60 fps တို့120 fps တို့နေကတော့ကျွန်တော်ဗီဒီယိုတွေကို slow motion လုပ်ချင်တယ်အခုလိုပဲ slow motion ဗီဒီယိုတွေရိုက်မယ်လို့စိတ်ကူးထားတယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုစရိုက်ကြရဒါ60 fps လောက်ထားပြီးတော့ရိုက်တာအကောင်းဆုံးပဲပေါ့နော် okay ဒါဆိုကျွန်တော် shutter speed ကိုဆက်သွားလိုက်အောင်ဒီနေရာမှာပေါ့နော်ကျွန်တော်ပြောတာတစ်ခုရှိတာကျွန်တော်အမြဲတမ်း fps ကိုချိန်နေပြီးတော့ shutter speed ကိုချိန်ပြီးတော့ဒါကျွန်တော်အမြဲတမ်း lock ချပြီးတော့ရိုက်တယ်ပေါ့နော်မပြောင်းတော့ဘူးဗျာဗီဒီယိုတစ်ပုံလုံးကိုဒီလိုမျိုးဒီ fps နဲ့ဒီ shutter speed တိုင်းပဲရိုက်မယ်ဆိုပြီးတော့ဒါ lock ချလိုက်တဲ့သဘောမျိုးပဲအဲ့တော့ပုံမှန်အဖြစ်ဆိုရင်ဒီ shutter speed ကဒီ fps ရဲ့ double ratio အဲ့တော့30 fps နဲ့ရိုက်နေတဲ့ဗီဒီယိုဆိုရင်30 fps ကို2နဲ့မြှောက်လိုက်အဲ့တော့ကျွန်တော်60 shutter speed ထားရမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်မှာတော့60မရှိဘူးဘာလို့မရှိတာလဲဆိုတော့ကျွန်တော် setting ချိန်ထားလို့ပေါ့နော်ဒီ setting ချိန်ထားတာလေးကိုလည်းသိချင်တယ်ဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုလုပ်ပေးမယ်short video ပေါ့နော် short video လေးလုပ်ပေးမယ်ဒါဆိုကျွန်တော်ရဲ့လက်လှုပ်နေတာကဒါကျွန်တော်လက်ချောင်းအချောင်းလိုက်ကြည့်မြင်နေရသေးတယ်ပေါ့နော် okay ဒါဆိုကျွန်တော်ပုံမှန်ဒါ double ratio ထားလိုက်မယ်ဆိုရင်ဒါကျွန်တော် motion blur က normal အတိုင်းဖြစ်သွားပြီဗီဒီယိုကကျွန်တော်တို့အပြင် look အတိုင်းဖြစ်ချင်တယ်ဆိုရင်တော့ဒီ double ratio လို့ double ratio မှာဒါပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကဗျာဒီလိုရုပ်ရှင်ကရိုက်နေတာလည်းမဟုတ် social media အတွက်ရိုက်နေတာဆိုတော့ဒါ double ratio
ဒီကတော့ double ratio ထားဒါကိုလိုချင်တဲ့အတိုင်းဖြစ်ရှင်းနေဆိုတော့နည်းနည်းပါးပါးပေါ့နော်ဒါ short တင်လုပ်လို့ရတယ်ပြီးတော့နောက်မှာပေါ့နော်ကျွန်တော် IRIS ဆိုတာလေးပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒါ aperture ပေါ့နော်ကျွန်တော်တို့ဒီ lens တွေကပြောရမယ်ဆိုရင်ကျွန်တော်တို့ camera တွေမှာဆိုရင် lens တွေက aperture ပေါ့နော်အလင်းဝင်ပေါက်ကိုကျွန်တော်တို့ချဲလို့ရတယ်ခြုံလို့ရတယ်ဒီနေရာမှာကတော့ဒီကျွန်တော်တို့ဖုန်းတွေမှာကတော့ remote system ပါမလာသေးဘူးအဲ့တော့ကျွန်တော်တစ်ချက်ပြပေးမယ်ဒီ30mm မှာဆိုရင် 2.2 ပေါ့နော် f2.2 ပဲရှိတယ် 24mm မှာတော့ f1.8 ထိရ 48mm ကလည်းကျွန်တော်ပြောသလိုပဲ 24mm crop version ဆိုတော့တူတူပဲ 100mm မှာတော့f2.8 ပေါ့နော် f2.8 ဆိုတော့ 100mm ကလည်းဒါ 30mm နဲ့အရင်ကြီးတော့မကွာဘူးပြောရမယ်ဆိုရင်ဒီကောင်တွေကဒီ aperture တွေကဘာတွေလဲဆိုတော့ကျွန်တော်တို့အလင်းဝင်နှုံးပေါ့နော်အလင်းဝင်တာဘယ်လောက်ဝင်နိုင်လဲဆိုတာပေါ့မူတည်တယ်ပေါ့နော်ဒါကျွန်တော်အလွယ်လေးပြောပြလိုက်တာပေါ့နော်ဒီလိုမျိုး 24mm တို့ 30mm တို့နဲ့ကျွန်တော်တို့အပြင်ဘက်နေဘက်ဗျာနေရန်ပူနေတဲ့အချိန်မှာ Black Magic camera ကိုတုံးပြီးတော့ရိုက်မယ်ဆိုရင်ကျွန်တော်အရန်ကျွန်တော်အသားရည်တွေတချို့ကောင်းခင်မှာဆိုအရင် highlight တွေအရင်များပြီးတော့ ban နေရရှိတယ်အဲ့တော့ဒီလိုမျိုး exposure များနေတဲ့ကဏ္ဍတွေရောက်လာပြီပေါ့နော်အဲ့တော့ဒါကျွန်တော်နောက်ကဟာကိုဆက်ပြီးရှင်းပြပေးမယ်နောက်ကဟာနဲ့ဒီရှေ့ဟာနဲ့ပေါင်းပြောမှရမှာဆိုတော့ okay ဒါဆိုရင်ကျွန်တော် ISO ပေါ့နော် ISO ကတော့အဓိကအလုံးလုံးပုံကတော့ဒီကျွန်တော်တို့မှောင်နေတဲ့အချိန်မှာ ISO တင်ပေးလိုက်မယ်ဆိုရင်လင်းလာမယ်ဒါပေမဲ့သူ့ရဲ့ အနေချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ ISO မြင့်လိုက်တဲ့အချိန်မှာဘေးနားမှာကျွန်တော်တို့ noise တွေအများကြီးပါလာတယ်ပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်တို့နေဘက်တွေမှာရိုက်တယ်ဆိုရင် ISO ကိုအနည်းဆုံးထားပြီးရိုက်တာအကောင်းဆုံးပဲပေါ့နော်ဒါအခုဆိုရင်လည်းကျွန်တော် ISO ကိုမြင့်ပြမယ် ISO ဒါ2500ထားလိုက်မယ်ဆိုရင်ဒါအရန်လင်းသွားပြီပေါ့နော်နောက်မှအရန် highlight တွေများပြီးတော့ ban သွားပြီ ISO ကျွန်တော်ဒီမှာ ISO 100လောက်ထားရမယ်ဆိုတော့ဆွမ်းဒီ highlight ဖြစ်နေတာတွေ ban နေရအကုန်လုံးပျောက်သွားပြီပေါ့နော်အဓိကကျွန်တော်ပုံမှန်အားဖြင့်ဒီ ISO နည်းနိုင်တယ်များအနည်းဆုံးထားဘာဖြစ်လို့လဲဆိုတော့ဒါ normal lens ပေါ့နော် default lens နဲ့ရိုက်နေတာဒီမှာဆိုရင်ကျွန်တော် f1.8 ထိရတယ်ဆိုတော့ပုံမှန်ပေါ့နော်ကျွန်တော် lens မှာကလေးကဒါအလင်းဝင်နှုန်းကအများကြီးရှိတဲ့အတွက်အဲ့လောက်ကြီးကျွန်တော်ISO တွေရမ်းမြင့်ဖို့မလိုဘူးဒါမျက်လုံးနဲ့ကြည့်မယ်ဆိုရင်လည်းဒါပြောမှဆိုရင်ကောင်းတဲ့အနေအထားထဲမှာပါတယ်ကျွန်တော်တို့ဒီ editing ကင်တဲ့အချိန်မှာ exposure တွေပါပြန်ညှိလို့ရတယ်ဗျာ okay ဒါဆိုရင် ISO ကတော့ကျွန်တော်ပြောခဲ့သလိုပဲ ISO မြင့်မယ်ဆိုရင်တည်ထားမှာက noise တွေအများကြီးပါတယ်ပေါ့နော်အဲ့တော့အတတ်နိုင်ဆုံး ISO ကိုအနေဆုံးရိုက်တာအကောင်းဆုံးပါပဲ okay ဒါဆိုရင်ကျွန်တော်တို့ the last နောက်ဆုံးတစ်ခုပဲကြံတော့ရယ်ဒါ white balance ကတော့တော်တော်များများ camera ကင်တဲ့သူတွေဒါ manual ရိုက်တဲ့သူတွေတော်တော်များတိမှာပါ white balance ကကျွန်တော်တို့ဒီအောက်ဘက်ကိုသွားမယ်ဆိုရင်ဒါကျွန်တော်ပြတဲ့ဘက်ကိုရောက်မယ်အပေါ်ဘက်ကိုသွားမယ်ဆိုရင်တော့ဒါကျွန်တော်ဝါတဲ့ဘက်ကိုသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဓိကအပြင်ပြောမှာကျွန်တော်တို့ဒီ white balance ညီမညီဘယ်လိုသိကျင်လဲဆိုတော့ကျွန်တော်စာရွက်အဖြူလေးတစ်ခုရှိရဆိုရင်အဲ့စာရွက်ဖြူလေးကိုဒီ camera ရှေ့မှာထားပြီးတော့ white balance ညီမညီကြည့်တခါလေကြာဗျာကျွန်တော်တို့အပြင်ရောက်နေတဲ့အချိန်မှာအဲ့လောက်ကြီးလှုပ်ဖို့အချိန်မရှိဘူးအဲ့တော့ဒါကိုယ့်မျက်လုံးနဲ့မြင်နေရတဲ့အယောင်ရယ်အပြင်မှာပေါ့နော်ယာဒီဥတုကတိမ်ဖုံးနေလားဒါမှမဟုတ်ကျွန်တော်နေထိုးနေလားပေါ့နော်အဲ့လိုမျိုးကြည့်ပြီးတော့ဒါ white balance ကိုမျက်လုံးနဲ့ချိန်သွားလို့ရပါတယ် okay နောက်တစ်ခု tint ကလည်းဒါ white balance နဲ့တူတူပဲဘာကွာွားလဲဆိုတော့ကျွန်တော်အယောင်ပဲကွာသွားတာကျွန်တော်ဒါ minus ကိုထားလိုက်မယ်ဆိုရင်တော့ကျွန်တော် green back ကိုရောက်မယ်ကျွန်တော် plus back ကိုထားလိုက်မယ်ဆိုရင်တော့ဒါ magenta အယောင်ပေါ့နော် magenta ဆိုတော့ကျွန်တော်ခင်းအောင်ပုံစံမျိုးလေးပေါ့အဲ့ဘက်ကိုရောက်မယ်ပေါ့နော်အဲ့တော့ white balance ကိုချိန်မယ် tints ကိုလည်းကျွန်တော်တို့ဒီအယောင်ကဗျာကျွန်တော်တို့ဒီ skin tone တွေကအနီရောင်ဘက်သွားနေမယ်ဆိုရင်ဒီ tint ကိုချိန်ပေးဖို့လိုတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ရှင်းပြတာအခြေခံအပြင်တော့နားလည်လောက်ပြီးထင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အဓိကဒီ camera ရိုက်တဲ့အချိန်မှာကျွန်တော် Black Magic camera သုံးတဲ့အချိန်မှာအဓိကလိုအပ်တာကတော့ကိုရိုက်မဲ့ဗီဒီယိုက slow motion video လားဒါမှမဟုတ်ကျွန်တော် cinematic video လားဒါပုံမှန်ရိုက်နေကြ social media ပေါ်တင်မဲ့ဗီဒီယိုမျိုးလားဆိုတာကိုဒါတည်ထားရမယ်ပေါ့နော်အဲ့တော့ဒီ social media အလိုက်ကိုရိုက်မဲ့ဗီဒီယိုအလိုက်ဘယ်လိုမျိုး setting manual တွေထားရမလဲဆိုတာကိုလည်းကျွန်တော်ရှိလေ PDF နဲ့လုပ်ပေးထားပါတယ်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ထည့်ပေးထားပါတယ်ဒါ download လုပ်ဖို့အတွက်ကိုလည်းကျွန်တော် link ကို description ထဲမှာချထားပေးပါတယ် download လုပ်လို့ရပါတယ် okay ဒါဆိုရင်အရင်ဆုံးအနေနဲ့ FPS ကိုကျွန်တော်တို့ဗီဒီယိုနဲ့ live ဖက်တဲ့ FPS ကိုထားရမယ်နောက်တစ်ခုအနေနဲ့ကဒီ FPS ဘယ်လောက်ထားလိုက်ပုံမူတည်ပြီးတော့ shutter speed ကို double ratio 180 degree rule နဲ့ဒါ double ratio ထားရမယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကို balance နဲ့ရိုက်နေတဲ့ဆိုတော့တခြားကြည့်ပေါ့နော်ဒါကတော့ပြောကြမလို့ပါဘူးနေဘက်မှာဆိုရင်တော့ကျွန်တော်နေဘက် outdoor video တွေရိုက်မယ်ဆိုရင်တော့ပုံမှန်အဖြစ် ISO ကိုအနည်းဆုံးထားပြီးရိုက်တာအကောင်းဆုံးပါပဲညဘက်လိုအချိန်မျိုးတွေမှာဆိုရင်တော့ ISO ကို shorten လုပ်ပြီးတော့ရိုက်လို့ရပါတယ် ISO များရင်တော့ noise ထတာကိုဒါတည်ထားရမယ်ပေါ့နော် okay ဒါဆိုရင်တော့ white balance tint ကတော့ကျွန်တော်ပြောသွားတဲ့အတိုင်းပဲဒီကျွန်တော်တို့အပြင်ရာသီဥတုပေါ်အခြေအနေပေါ်မူတည်ပြီးတော့ကိုလိုချင်တဲ့ look ရအောင်လဲ white balance tint ကိုတစ်ခါလဲချိန်ခဲ့ပြီးတော့ရိုက်လို့ရတယ်နောက်တစ်ခုအနေနဲ့ကဒါတည်ထားရမှာက white balance tint ချိန်တဲ့နေရာမှာကျွန်တော်တို့တစ်ခါလေဗျာကျွန်တော်အိမ်ထဲမှာရိုက်လိုက်တဲ့အချိန်မျိုးတွေရှိတယ်ပြီးတော့ဒီအိမ်ထဲကနေပြီး outdoor ထွက်လိုက်တဲ့အချိန်မှာကျွန်တော် white balance tint ကကျွန်တော် lock ချထားရဲဆိုရင်ပုံမှန်အားဖြင့်
မေ့သွားရရှိတယ်အဲ့တော့ဒါ intro မှာထားခဲ့တဲ့ white balance state နဲ့ outro မှာဖြစ်နေတဲ့ဟာနဲ့ကမတူဘူးပြီးတော့ကျွန်တော် intro မှာရိုက်ခဲ့ပြီးတော့ဒီလိုမျိုး outro တွေရောက်သွားတဲ့အချိန်မှာဆိုရင်ဒီ white balance state ကိုပြန်စစ်ပါ okay ဒါဆိုတော့ကျွန်တော်တို့အပြင်မှာလက်တွေ့ဒါ Blackmagic camera ကိုသုံးပြီးတော့တွဲကြမှာပဲ let's go okay အဲ့ဆိုရင်ကျွန်တော်တို့အရင်ဦးဆုံးအနေနဲ့Blackmagic camera ထဲမှာကျွန်တော်တို့ဒီလိုမျိုး outdoor မှာရိုက်တော့မယ်ဆိုရင် FPS ကဘယ်လောက် FPS ထားထားလဲပြီးတော့ကျွန်တော် shutter speed ကို FPS နဲ့ 180 root ထားထားရမယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ဒါဘာ lens နဲ့ရိုက်မလဲပေါ့နော်ဒါကတော့အချိန်လေးပေါ်မူတည်ပြီးတော့ lens ကတော့ကိုကြိုက်တယ်ရိုက်လို့ရတယ်နောက်တစ်ခုက ISO ပေါ့နော် ISO ကတော့ကျွန်တော်တို့ဒီလိုမျိုးနေ့ဘက်မှာဆိုရင်အနည်းဆုံးထားထားတာအကောင်းဆုံးပဲအဲ့တော့ဒါဖြစ်နိုင်ရင် ISO ကိုအနည်းဆုံးထားပြီးရိုက်တာကောင်းတယ်အခုဒီလိုမျိုးရာသီဥတုဆိုရင်ဗျာဒါဒီဖုန်းထဲမှာကြည့်လိုက်ဒါဆိုကျွန်တော် ISO အရမ်းများနေကျွန်တော်30mm ထားထားတော့ ISO အရမ်းများနေ Okay ဒီလိုမျိုးအခြေအနေမှာဆိုရင်ကျွန်တော် anti filter လိုလာရပေါ့နော်ကျွန်တော် anti filter လေးတက်ပြီးတော့တစ်ချက်ပြ Okay wait ကျွန်တော်သုံးတဲ့ anti filter ကတော့ဒီကျွန်တော်ဖုန်းကာဗာနဲ့တစ်ဆက်တည်းပါတာပေါ့နော်freeware ကထုတ်ထားတာဒီကျွန်တော်ဖုန်းဒီ magnet နဲ့ဒီကျွန်တော်ဖုန်းအနောက်မှာဒီပါတဲ့ magnet နဲ့ဒီ anti filter နဲ့ကတ်လိုက်ရုံပဲအဲဆိုရပြီပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီ anti filter တက်လိုက်တဲ့အချိန်မှာဆွမ်းနာကျွန်တော်တို့အရန်များနေတဲ့ exposure အရန်များနေတဲ့ဟာကို anti filter လေးနဲ့အခုလိုမျိုးလေးshort လိုက်တယ်ဆိုတော့အဆင်ပြေပြီပေါ့နော်ဟိုဘက်ကအရန်လင်းနေတာကတော့ဒါပြီးရင်ကျွန်တော်တို့ edit တဲ့အချိန်မှာတော့ကင်လို့ရတယ်အရန်ပြဿနာသိမရှိဘူးဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ ISO ကိုနည်းနည်းဒီမှာအနည်းဆုံးဆိုတော့ကျွန်တော်တို့ဒါထားလို့ရသေးရပေါ့နော်ကျွန်တော်ကတော့50လောက်ပဲထားတော့မယ်ပြီးတဲ့အခါမှာကျွန်တော် white balance ကိုဒါအခုလက်ရှိမှာဆိုရင်ဒါကျွန်တော် auto ပြောင်းရအောင်နော် auto ဆိုရင်ဒါသူ့အတူချိန်သွားတယ်ဒီဆရာကြည့်လိုက်ဗျာကျွန်တော်အစိမ့်ဘက်ကြီးကိုပါသွားလိမ့်မယ်အဲ့တော့ဒါအပြင်ကရာသီဥတုအခြေအနေရဲ့ဒီမျက်စိနဲ့မြင်တဲ့ဟာတွေကျွန်တော်ချိန်လိုက်မယ်အဲ့တော့ auto ကိုပြန်ဖြုတ်ပြီးတော့လက်ရှိ4800လောက်ဆိုရင်ဒါအပြင်ကရာသီဥတုနဲ့လည်းကြိုက်တယ်ပြီးတော့နည်းနည်းအရန် warm လည်းမသွားဘူးဒါခိုးတုံးဘက်လေးကိုနည်းနည်းလေးသွားထားရပါတော့ပြီးတော့ကျွန်တော် lock ချမယ်ဒါပြီးကျွန်တော်ရိုက်ကြမယ် Okay ဒါဆိုရင်ကျွန်တော်အခုရိုက်နေတာကဒါ 30mm lens နဲ့ရိုက်နေတာပေါ့နော်ဒီဟာကိုကျွန်တော်တို့ main lens ကိုပြောင်းလိုက်မယ် 24mm ပြီးတော့ကျွန်တော် 48mm 100mm Okay ဒါဆိုတော့ကျွန်တော်ဖုန်းထဲမှာဒါ Blackmagic camera ကိုသုံးတက်သွားလောက်ပြီးတော့ထင်ပါတယ်ပြီးတော့ကျွန်တော် Blackmagic camera setting တွေနဲ့ပတ်သက်ပြီးတော့ slow motion ရိုက်နည်းတွေဒါဒီ camera ထဲမှာပေါ့နော်ဒီ Blackmagic camera ကိုတေချာလက်တွေဘယ်လိုမျိုးသုံးရမလဲဆိုတာကိုတော့ကျွန်တော် manual book လေး description မှာချထားပေးပါတယ်ဒီ download link ချထားပေးရပေါ့နော်အဲ့တော့အဲ့ကနေတွားယူလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကဒီ Blackmagic camera နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတဲ့အချိန်မှာလိုသွားရရှိရဆိုရင်လည်း comment တွေမှာမေးထားလို့ရပါတယ်ကျွန်တော်တစ်ခုချင်းစီဖြေပေးပါမယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့နောက်ဘက်မှာပြန်နေကြပါမယ်ဒါပြောချင်တာကကျွန်တော်အခုဒီရက်ပိုင်းပေါ့နော် YouTube ကိုပို့ပြီးတော့ focus ထားပြီးတော့လုပ်နေရပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ video တွေတော့ကြိုက်တယ်ကျွန်တော်လုပ်နေရအောင်လည်းပို့ပြီးတော့ support ပေးခြင်းနဲ့ဆိုရင်ကျွန်တော်ကို subscribe လုပ်ပေးခဲ့ပါ like လုပ်ပေးလို့ရပါတယ်ဒါဆိုရင်ကျွန်တော်နောက် video ကြရင်ပြန်နေကြအောင်မယ်ပါရပါ